ကျွန်တော်အဆက်ကြုံမုံသွားဝယ်ပြီးအိမ်ပြန်ရောက်တော့အဖေကကျွန်တော်ကိုလှမ်းဖက်ပြီးမိုးပါလေရောချမ်းပြင်ပေါ်ခေါင်းနဲ့ဆောင်ပြီးတော့ငိုနေတာပြီးတော့သူကအသက်ရှူရချက်နေတဲ့အတန်ကြီးနဲ့တောင်းပန်တယ်မင်းနိုးထလာတဲ့တာရဲကိုမင်းကြီးလေးကိုပဲပေးလိုက်ပါတော့ကွာတဲ့အဲ့ဒီစကားကိုကြားချင်းပဲကျွန်တော်အဖေကိုပါနှစ်ချက်ဆင်းရိုက်လိုက်တယ်ဘာလို့လဲဆိုတော့ဒါကတာရဲတွေကိုရင်ပါအောင်မွေးမြူတဲ့တာရဲကဘာမို့လို့ပဲအသက်16နှစ်ပြည့်တာနဲ့ကိုပိုင်တိုက်ခိုက်ရေးတာရဲကိုနိုးထစေနိုင်တယ်ကျွန်တော်နိုးထခွင့်ရခဲ့တာကတော့အဖေအဆင့်ရှိတဲ့အတူရငကားငွေ episode dragon serpent ပဲကျွန်တော်ညီကတော့အတုံးမကျတဲ့မြေကျွတ်အဆင့်ပဲရှိတာဒါပေမဲ့သူကငငယ်ကလေးကဘီလီယံချီချမ်းသာတဲ့တထေးမတယောက်ရဲ့ခြေပွားကိုကတ်လာခဲ့တာသူသားအဲ့ဒီအိမ်ကိုတားသမက်အဖြစ်ဝင်နိုင်ရင်ကျွန်တော်မိဘတွေလည်းစီးစိမ်ရပြီးစိန်နဲ့နေရတော့မှလေဒါကြောင့်အဖေကတားရဲစာချုပ်ကိုဖျက်သိမ်းပြီးကျွန်တော်တားရဲကိုညီဖြစ်သူစီလွှဲပေးဖို့မဟုတ်ရင်တားဖြစ်ကစုပ်ပယ်မယ်လို့ချင်းချောက်လာတာအဲ့ဒါကိုကြားတော့ကျွန်တော်ချက်ချင်းပဲညင်းပယ်ဖို့ပြင်လိုက်တယ်ငကားငွေကသာညင်းဆန်မယ်ဆိုရင်သူ့ကိုခေါ်ပြီးထွက်ပြေးဖို့နီးလန့်ရှာမလို့ပဲဒါပေမဲ့အဲ့ဒီငကားငွေကကျွန်တော်ညီရှိမှာဥညွတ်အညံခံလိုက်မယ်လို့မထင်ထားခဲ့ဘူးသူကမြင့်မြတ်တဲ့ငကားမျိုးနွယ်မှုချမ်းသာတဲ့မိန်းမကိုလက်ထက်တော်မဲ့ညီဖြစ်သူလိုလူမျိုးကပဲသူ့ကိုကျွေးမွေးနိုင်ပါတဲ့ပြပုံတွေကတခင်ဟောင်းဖြစ်တဲ့ကျွန်တော်ကိုကြတော့မကျွေးနိုင်ရင်ဝေးဝေးသွားဆိုတဲ့သဘောမျိုးပြုမှုလာတာပေါ့အဲ့ဒါကိုမြင်တော့ကျွန်တော်ဒေါသတကြီးနဲ့ရင်မောလိုက်တယ်မင်းတို့နှစ်ယောက်လုံးဒါကိုဒီလောက်တောင်လိုချင်နေကြတာလားရတယ်ငါကိုယ်တိုင်ပဲပေးလိုက်မယ်ကျွန်တော်လက်တီးကိုတင်းဆုပ်လိုက်တာနဲ့စာချုပ်ကန်ကျိုးကြီးပြတ်တောက်သွားခဲ့တယ်ခေါင်းတစ်ခုလုံးကွဲထွက်မတက်နာကျင်မှုကရိုက်ခတ်လာတယ်ဒီလိုတားရဲစာချုပ်ကိုအတင်းအဓမ္မဖျက်ဆီးတာကရာသက်ပံထိခိုက်ဒဏ်ရာရစေတာဒါပေမဲ့တခင်ကိုတစ္ဆာဖောက်တဲ့ကောင်မျိုးကိုကျွန်တော်လိုမရှိဘူးနာကျင်မှုကိုအန်တူပြီးကျွန်တော်မတက်ရက်ဖို့ကြိုးစားလိုက်တယ်အမြင်အာယုံတွေဝေဝါးနေတော့အဖေဖြစ်သူဂျန်ဟိုင်းဂျန်ဟဲရဲ့ထွားကြိုင်တဲ့ကိုလုံးကြီးပြေးလာတာကိုဝါတာတာမြင်လိုက်ရတယ်ညနာလိုက်တဲ့အဖေလည်းနောက်ဆုံးတော့နောက်တရပြီးချင်မရဲလို့တွေးမိတာပေါ့ဒါပေမဲ့လက်တွေကကျွန်တော်ဘာကိုထက်ရိုက်လိုက်ပြန်တယ်ဂျန်ဟိုင်းကငကားငွေရဲ့တားရဲဦးတိုင်း base call ကိုဆွဲထုတ်ပြီးကျွန်တော်ညီဂျန်ဟိုင်းဂျန်ကရဲ့ရင်ဘတ်ထဲရိုက်သွင်းကတခင်နဲ့ကြုံစားချုပ်အစ်စ်ကိုချုပ်ဆိုပေးလိုက်တာကျွန်တော်ရဲ့ညီလာလေးဂျန်ဟိုင်းကတော့ပျော်လွန်းလို့မပြုံးပဲမနေနိုင်အောင်ဖြစ်ပြီးတဟာဟာအော်ရတော့တာပေါ့ဒေါသနဲ့ကလေးစားချခြင်းစိတ်တွေကရင်ထဲမှာတောက်လောင်လာတဲ့ပြပြအစ်စ်ငကားတကောင်ပဲမလားတနေ့ကျရင်အဲ့ဒီတစ္ဆာပေါက်တကားကိုငါကိုယ်တိုင်ပြန်ဆွဲထုတ်ပြီးငါသားရဲ့အတွက်အစာအဖြစ်ခုတ်ပစ်ပြင်မဲ့အကြည့်တွေကိုအေးဆက်အောင်ထားပြီးတကားစီကိုခြေလန်းတိုင်းကိုလေးလေးပင်ပင်နဲ့လှမ်းထွက်ခဲ့တယ်မင်းဖေကိုအပြစ်မတင်ပါနဲ့ကွာဆိုတဲ့ဂျန်ဟိုင်းရဲ့အတန်ကနောက်ကနေထွက်လာတယ်ကျွန်တော်ခက်အေးပဲရေးလိုက်ပြီးဒါပေါ့ကျွန်တော်အဖေကိုအပြစ်မတင်ပါဘူးဒါပေမဲ့နောက်ကျရင်လည်းကျွန်တော်ကိုအပြစ်မတင်တဲ့ဥပေါ်လို့ပြန်ပြောလိုက်တယ်နောက်3ရက်နေရင်ကျောင်းရဲ့ကျောင်းသားတစ်ဆွမ်းရေးစမ်းသပ်ပွဲစတော့မယ်အဲ့ဒီပွဲကိုအောင်မြင်တဲ့သူတွေပဲ Spark University ကိုရှောက်ထားခွင့်ရမှာအဲ့ဒီအချိန်မတိုင်ခင်စာချုပ်အသစ်တစ်ခုချုပ်ဆိုနိုင်မှဖြစ်မယ်ဒါကြောင့်ကျွန်တော်ရတနာဆိုင်ကိုတန်းသွားပြီးအဖွားပေးခဲ့တဲ့ကြောက်စင်းဆွဲသီးကို Spirit Dinga Spirit Coins 2သိန်းနဲ့ရောင်းချလိုက်တယ်ပြီးတော့နန်ယုံမြို့နင်းယုံစိတ်ရဲ့အကြီးဆုံးတားရဲရောင်းစင်တာဖြစ်တဲ့တောင်းတားရဲခမ်းမ1000 base toll ကိုတက်စီနဲ့သွားပြီးရှစ်လွာကရှားပါတားရဲအပိုင်းကိုတန်းသွားခဲ့တယ်ခမ်းမထဲမှာပုံစံမျိုးစုံအရွယ်စားမျိုးစုံနဲ့ရှားပါသားရဲတွေဒါဇင်နဲ့ချီရှိနေတာဒါပေမဲ့မန်ဘီယိုတိုင်းမှာ Spirit Dinga 9သိန်းလို့ရေးထားတာကိုတွေ့လိုက်ရတယ်ငွေလာမင်းဝင်ပလွေ Silver Moon Wolf တကောင်ဆိုရင်10သိန်းတောင်ပေးရတယ်10သိန်းကြီးများတောင်လားဒါလူသားပြတိုက်နေတာပဲကျွန်တော်မှရှိတယ်မပြောကောင်းတော့တဲ့2သိန်းနဲ့ Spirit ကတ်ကိုတင်းဆုပ်ပြီးရှက်နဲ့နှာခေါင်းပို့လိုက်မိတယ်ဒီထက်ဈေးသက်သာတာမရှိဘူးလားခင်ဗျားလို့အယောင်းဝန်ထမ်းကောင်မလေးကိုလှမ်းမေးပြီးမဝမရဲပြုံးပြလိုက်တယ်သူကကျွန်တော်ကိုအထင်မသေးပဲစိတ်ရှည်လက်ရှည်နဲ့ခေါင်းခါပြပြီးရှင်းပြတယ်ဒါတွေကအနိုင်ဆုံးရှားပါအဆင့် World Grade တားရဲတွေပါရှင်ဒီထက်ဈေးသက်သာတာလို့ချင်ရင်တော့ထူးချွန်အဆင့် Excellent Grade ရှိတဲ့အထက်ကိုတွားကြည့်ရမယ်တဲ့ကျွန်တော်မျက်နှာမှာစိတ်ပြတ်သွားရေးကိုမဖုံးကွယ်နိုင်ခင်မှာပဲသူကစကားလမ်းကြောင်းလွှဲလိုက်တယ်ဒါပေမဲ့မြေအောက်ထပ်မှာတော့ဒဏ်ရာရထားတဲ့တားရဲအချို့ရှိတယ်ရှင်ဈေးတော့အများကြီးတက်တာပေမဲ့အရေးသွေးကတော့အများကြီးညံ့ပါတယ်တဲ့ကျွန်တော်ကိုအဲ့ဒီကိုခေါ်သွားပေးပါလို့ပြောလိုက်တယ်လက်ထဲမှာ2သိန်းပဲရှိတယ်ကျွန်တော်အတွက်ဒါကတခုလေးတော့အခွင့်အရေးပဲကျွန်တော်သူခေါ်ရနောက်ကိုလိုက်ပြီးမြေအောက်ပထမတက်တူလောင်ယုံကိုဆင်းလာခဲ့တယ်အောက်ထက်ကလေထုကဆူဆူပြီးအေးဆက်နေကတန်ချီတက်နေတဲ့တန်လောင်အိမ်တွေနေရာအနှံ့ပြန့်ကျဲနေတာလောင်အိမ်တွေကြားထဲရှောက်သွားရင်တားရဲတွေကိုလှမ်းကြည့်လိုက်ပေမဲ့တားရဲကောင်းကောင်းတကောင်မှမရှိဘူးစိတ်ပြက်လူနီးပါဖြစ်နေတော့တောက်တနေရာကလောင်အိမ်တစ်ခုကိုလှမ်းမြင်လိုက်ရတဲ့တစ်ချက်လှမ်းကြည့်လိုက်ရုံနဲ့တင်ကျွန်တော်မျက်စိရှိမှာအချက်လက်စာတန်းတွေဒိန်းကနေပေါ်လာလို့ချက်ချင်းပဲအပြေးလွှားသွားကြည့်လိုက်တယ်လောင်အိမ်ထဲမှာလက်ပွားခန္ဓာရှိတဲ့လက်ကလေးတစ်ကောင်ရှိနေတာသူကကျွန်တော်ကိုမြင်တော့ခေါင်းကိုအနိုင်မောကြည့်တယ်မျက်လုံးချင်းစုံမိတဲ့ခဏမှာပဲသူဘလောက်တောင်အသေးအတန်တောင်းပန်နေလဲဆိုတာကျွန်တော်ခံစားလိုက်ရတဲ့အမည်လက်ကောင်ရေလိပ် Fortune Shell Water Turtle ပါရမီအဆင့်ရှားပါရာစင်ကဲပြောင်းလဲမှုလမ်းကြောင်း26ခုတောင်ရှိနေတာအဲ့ဒီထဲမှာဒန်နာရီလာနက်လိတ် Magic Spirit Turtle မတေမျိုးနဂါလိတ် Immortal Dragon Turtle နဲ့လျှို့ဝှက်စမ်းကျဲတဲ့နင်းအတူရရေလိတ်နဲ့ Legendary Abyssal Frost Stone တို့ပါဝင်နေတယ်နောက်ဆုံးစာတန်းကိုမြင်တော့ကျွန်တော်အသက်ကိုပြင်းပြင်းရှူလိုက်မိတယ်စင်ကဲပြောင်းလဲမှုလမ်းကြောင်းဒီလောက်များတဲ့တာရဲမျိုးတစ်ခါမှမမြင်ဘူးနေဦးကျွန်တော်ကြောင်သွားပြီးနောက်ဆုံးလမ်းကြောင်းကိုပဲစိုက်ကြည့်နေမိတယ်ဒန်နာရီလာနင်းအတူရရေလိတ်နဲ့ Legendary Frost Pain and Sangon ငါတွေးနေတဲ့ရှေးဟောင်းလိတ်နဲ့ကြီးရူနူများလားပါစက်တွေပါ6တွေ့လာပြီးသူ့ရဲ့အကွဲနေတဲ့လိတ်ခွန်ကိုဖြည်းဖြည်းချင်းလှမ်းကင်လိုက်တယ်ကျွန်တော်မျက်စိထဲမှာညီဖြစ်သူရဲ့လှောင်ပြောင်ပြုံးတဲ့အဖေရဲ့အေးဆက်ဆက်မျက်နှာကြီးကထပ်ပေါ်လာပြန်တဲ့လိတ်ကလေးကလည်းကလေးစားချီခြင်းနဲ့ကျွန်တော်ရဲ့လူဝင်ဆန္ဒကိုခံစားမိလို့ထင်တယ်သူ့လိတ်ခွန်ရဲ့အကွဲကြောင်းတွေထဲကနေအပူလိုင်းတွေထပ်ထွက်လာတဲ့ညစ်ပတ်နေတဲ့ရေပြင်ပေါ်မှာငကားငွေရဲ့ပုံရိပ်ဝါတာတာပေါ်လာတာကိုလိတ်ကလေးကသူ့ရဲ့ခြေသေးသေးလေးနဲ့ဖြတ်ခနဲရိုက်ခွဲပစ်လိုက်တယ်ကျွန်တော်သဘောကျလွန်လို့မျက်လုံးတွေပါတောက်ပသွားပြီးဒါဆိုရင်ငါတို့ဂျန်ဟိုင်းရဲ့ငကားငွေကိုမင်းရဲ့ပထမဆုံးချင်းနှင်းတုံးအဖြစ်သုံးကြတာပေါ့လို့ပြောလိုက်တယ်တက်ပေါင်းဖလှယ်ဖို့လိုအပ်တဲ့နောက်ထပ်သားရဲတစ်ကောင်ကတော့ရေအေးမြွေ Cold Water Snake ပဲကန်ကောင်းချင်တော့တောင်းသားရဲခမ်းမရဲ့မြေအောက်ထပ်မှာဒုက္ခိတဖြစ်နေတဲ့ရေအေးမြွေတစ်ကောင်ရှိနေပြန်တဲ့လိတ်ကလေးကိုတန်ချီတက်နေတဲ့လှောင်အိမ်ထဲကနေဂယုတစိုက်မထုတ်ပြီးထောင်းကရေအေးမြွေလှောင်အိမ်စီသွားကငွေကလေးကိုပါအသာရမယူလိုက်တယ်ညီမငါဒီနှကောင်လုံးယူမယ်အယောင်ဝန်ထမ်းကောင်မလေးကကျွန်တော်ရဲ့ပြတ်သားတဲ့မျက်နှာကိုမြင်တော့မငင်းတော့ပဲကောင်းပါပြီရှင်ကုန်ကျန်းတန်ဖို့အတိုင်းပဲတကောင်ကို Spirit Dinga 9000စီတွက်ပေးပါမယ်တဲ့9000ဆိုတော့ကျွန်တော်ဘတ်ဂျက်ထဲကွက်တီပဲသူတို့ကိုအိမ်မြန်ဆုံးခေါ်သွားချင်နေတာမို့ကတ်ကိုထုတ်ပြီးချက်ချင်းပဲတသိန်းဖြတ်လိုက်တယ်ကောင်မလေးကပူပြီးပြုံးရွှင်သွားပြီးကျွန်တော်ကိုအပေါ်ထပ်ပြန်ခေါ်သွားတယ်နေဦးငါမှတသိန်းကျန်သေးတယ်ငါအတွက်ချက်ပေါင်းဖလှယ်ဖို့လိုအပ်တဲ့ပစ္စည်း3ခုထပ်ယူပေးပါဦးကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေကိုတန်းစီပြောပြလိုက်တယ်သူထွက်သွားတာနဲ့ခမ်းမတွေကလူတွေအားလုံးရဲ့အကြည့်ကကျွန်တော်စီရောက်လာတာခံစားလိုက်ရတယ်
ကိုကောင်ကိုကြည်စမ်းဒုက္ခိတသားရဲ့နှစ်ကောင်ကိုဝယ်နေတာယူသွားပြီးချင်းနဲ့အဲ့ဒါတွေနဲ့ဘာလို့မှလည်းအပိုလေးချိန်ပဲဖြစ်မှာကိုလောင်ပြောင်တန်တွေကနားထဲကိုတိုးဝင်လာပြီးလက်ပွားတွေကလိတ်ကလေးနဲ့ငွေကလေးကတော့ရှက်ရုံဝမ်းနေမှုကြောင့်တုံရင်ပြီးတရှုံရှုံကိုနေကြတယ်သူတို့တုံရင်နေတာကိုခံစားပြီးတော့ကျွန်တော်အတင်းပြင်းပြောနေတဲ့လူတွေကိုအေးဆက်ဆက်လန့်ကြည့်လိုက်ပြီးအဲ့ဒီလူပြက်တွေပြောတာကိုမနားထောင်နဲ့မင်းတို့ကအမိုက်တွေမဟုတ်ဘူးငါမင်းတို့ကိုရွေးချယ်ခဲ့တာမို့မင်းတို့ကကဘာပေါ်မှာအကောင်းဆုံးအဖုံဖုံနှစ်ယောက်ပဲလို့ပြောလိုက်တယ်ကောင်းလေးနှစ်ကောင်ကမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့မောကြည့်လာပြီးကျွန်တော်ကလည်းအလေးအနက်ကောင်းချင်းပြလိုက်တယ်ငါရဲ့တာရဲတွေအကြောင်းကိုဘသူကမှဆရာကြီးလာလုပ်ခွင့်မပေးနိုင်ဘူးအဲ့ဒီအချိန်မှာဝန်ထမ်းကောင်မလေးကတက်တာသုံးလုံးနဲ့ပြေးလာပြီးဒါကတက်ပေါင်းဖလဲတဲ့ကိရိယာတွေပါရှင်လုပ်ပေးတယ်အကောင့်ထဲကနောက်ဆုံးတသိန်းလဲလွှင့်သွားပြီးပေါ့အခုတော့ကျွန်တော်မျက်နှာထပ်ပို့ပြီးဆင်းရဲသွားပြီးပစ္စည်းတွေကိုယူပြီးတောင်းတရဲခမ်းမကနေတန်းထွက်ခဲ့တဲ့ဟိုတယ်ကိုပြန်ရောက်တာနဲ့လိုက်ကာတွေကိုတင်းတင်းကြပ်ကြပ်ပိတ်လိုက်တယ်တက်ပေါင်းဖလဲနေတော့ဘာဖြစ်မလဲမသိရတယ်လို့ဒီလိုယူသွဆရာကောင်းတဲ့ကိစ္စကိုဘသူကမှပေးမမြင်နိုင်ဘူးကဲအခုငါမင်းတို့ကိုပိုတန်မအောင်လုပ်ပြီးတော့မယ်နည်းနည်းတော့နားလိုက်မယ်အရန်ခံရခဲ့ရင်ငါ့ကိုပြောချက်ချင်းရက်ဖို့နီးလိုက်ရှာပေးမယ်ခေါင်းတေးသေးလေးနှလုံးကအားရပါရကောင်းချင်းပြတယ်သူတို့စိတ်ထဲမှာတော့တည်ရင်တေးပါစေခံနိုင်ရှိအောင်လုပ်မယ်သူတို့ရဲ့ကျင်နာတတ်တဲ့တခင်ကိုကာကွယ်ဖို့အတွက်စွမ်းအားလိုချင်တယ်လို့သစ္စာဆိုနေကြတာတက်တာသုံးလုံးကိုဖွင့်ပြီးချက်ပေါင်းပစ္စည်းတွေဖြစ်တဲ့အတူရာဖုံမုတ်ဒဘီဆိုဒတ်တကိုင်းချောက်စတက်စ်ရေဝါရနဲ့ချစ်တူထုံထုံဝါဘစ်နာတို့ကိုထုတ်လိုက်တဲ့စာကြဆိုရက်ပေါင်းဖလှယ်မှုကထင်မှတ်မထားအောင်ချောမွေးခဲ့တဲ့နောက်ဆုံးမှနာကျင်မှုကပြင်းထန်လုံးလို့ကောင်းလေးနှစ်ကောင်တတိလစ်သွားပြီမဲ့ကျွန်တော်ကိုတစ်ချက်ကလေးမှအော်ဟစ်မတိုင်တန်းခဲ့ကြဘူးသူတို့ကိုကြည့်ပြီးရင်ထဲမှာနာကျင်ရတယ်နောက်တစ်ခါကျရင်ဒီလောက်ကြီးအတင်းမခံတဲ့ဦးမင်းတို့ဘယ်တော့မှမတမ်းမလာရင်တော့ငါမင်းတို့ကိုစောင့်ရှောက်မှာပါရုတ်တရက်ရွှေအောင်လင်းတန်းကြီးတစ်ခုကသူတို့ကိုပက်ပက်လဲဝိုင်းသွားပြီးအခန်းထဲမှာပောက်ကွဲထွက်သွားတဲ့မမြင်ရတဲ့တုန်ခါမှုလိုင်းတွေကနေရန်တွေကိုဖျက်တမ်းပြီးကောင်းကင်ရန်တွေကိုထိုးတက်သွားခဲ့တဲ့အလင်းရောင်ကနေမင်းအသေးစားလေးလိုတောက်ပနေတာကန်ကောင်းထောက်မစွာနဲ့အခန်းရဲ့အကွဲကြောင်းမှန်သမျှကိုကျွန်တော်ပိတ်ဆို့ထားလို့အပြင်ကလူတွေဘာမှသတိမထားမိလိုက်ဘူးတစ်ဖက်မှာတော့နန်ယုံမျိုးသားမင်းရဲ့အိမ်တော်မှာမျိုးသားမင်းစုတင်လန်ကနန်ယုံမျိုးအနီးမှာအသစ်ပွင့်လာတဲ့ကဘာငယ်ခွဲအကွဲကြတောင်း Subworld Rift အကြောင်းအစည်းအဝေးလုပ်နေတာဒီပြဿနာကသူတို့ကို6လနေတာ6လလောက်ရှိပြီးသူစကားပြောဖို့ပါဆက်ပြင်လိုက်တော့မှာပဲဂိမ်းဆိုတဲ့အတန်ကြီးမြည်ကြီးသွားပြီးအစည်းအဝေးစပွဲခုံကြီးကအလဲကနေအကွဲသွားခဲ့တဲ့စုတင်လန်ရဲ့မျက်မှောင်တွေကျုံသွားပြီးပြတင်းပေါက်ကနေမြို့ထဲကိုလှမ်းကြည့်လိုက်တယ်အဲ့ဒီတန့်စင်မှုမြက်လာတဲ့ရွှေရောင်အရှိန်ဝါမျိုးသူတစ်ခါမှမမြင်ဘူးဒါမျိုးဖြစ်နိုင်တာနှစ်ခုပဲရှိတယ်တစ်ခုကကြောက်စရာကောင်းတော့အောင်စွမ်းအားကြီးတဲ့ကဘာငယ်ခွဲအကွဲကြောင်းပွင့်လာတာဒါမှမဟုတ်ဒန်နာရီလာအဆင့် legendary grade အစပြိုးသားရဲ့တကောင်မွေးဖွားလာတာပဲသူကဒုတိယချက်ကိုချက်ချင်းပယ်ဖျက်လိုက်တယ်အနှစ်တစ်ထောင်တွင်းမှာဒန်နာရီလာအစပြိုးသားရဲ့ပေါ်လာတယ်ဆိုတာမကြားဘူးနန်ယုံလိုနေရာမျိုးမှာဘယ်လိုလုပ်ပေါ်လာမှာလဲရဲမတ်တို့နန်ယုံမျိုးပက်ပက်လေကကဘာငယ်ခွဲအကွဲကြောင်းအားလုံးကိုချက်ချင်းသွားစစ်စစ်စမ်းဒန်နာရီလာလိမ့်နဲ့ကြီးဇွန်နူနဲ့စွမ်းရည်စမ်းတပ်ပွဲထိုအချိန်တွင်ဟိုတယ်ခန်းထဲ၌ရွှေရောင်လင်းနှံများပျောက်ကွယ်သွားခဲ့ပြီးကျွန်တော်လိမ့်နဲ့မွေစီအပြေးလွှားသွားကြည့်တော့သူတို့တွေလုံးဝပြောင်းလဲသွားတာကိုတွေ့လိုက်ရတယ်လက်ပွားခန့်တာရှိတဲ့လိတ်ကလေးကအခုတော့လေးဆမကကြီးထွားလာပြီးရေဆေးစလုံးတစ်ခုစာလောက်ရှိနေပြီးလိတ်ခုံပေါ်ကအကွဲကြောင်းတွေအားလုံးပျောက်ကွယ်သွားပြီးအေးဆက်ဆက်အပြာရောင်အစင်းကြောင်းတွေပေါ်နေတာရေအေးမြွေရဲ့ခေါင်းပေါ်မှာတော့ရွှေရောင်နှင်းကဲအဖူလေးတစ်ခုထွက်နေပြီးခန္ဓာကိုယ်က1မီတာခွဲလောက်ရှည်လျားကအမြင့်နဲ့ကြီးကလိတ်ခုံကိုတသားလေးကြအောင်တင်းတင်းကြပ်ကြပ်ပတ်ထားတယ်သူတို့တွေသတိမလဲသေးတာကိုတွေ့တော့ကျွန်တော်တက်ပြင်းချလိုက်ပြီးသူတို့ရဲ့အချက်လက်တစ်ကိုချက်ချင်းဖွင့်ကြည့်လိုက်တယ်အမီဒန်နာရီလာနှင်းသူရရေလိမ့်နဲ့ Frostbane and Sanguanအဆင့်ဒန်နာရီလာ legendary ချက်ပေါင်းထပ်မှန်ဖလဲယူမရပါတကယ်ကြီးဒန်နာရီလာလိမ့်နဲ့ကြီးဖြစ်သွားတာပဲကျွန်တော်နောက်ထပ်အသက်ပြင်းပြင်းရှူလိုက်မိပြီးရင်ခုန်တန်တွေကမငြိမ်မသက်ဖြစ်နေရတယ် TV ထဲမှာပဲမြင်ဘူးတဲ့ဒန်နာရီလာအဆင့်ကအခုကျွန်တော်မျက်စိရှိမှရောက်နေပြီးဒီကောင်လေးနဲ့နှိုင်းယှဉ်ရင်ကျွန်တော်ရဲ့အတူရငကားငွေဟောင်းကဘာမှမဟုတ်တော့ဘူးအသက်ရှူတန်ကိုထိန်းချုပ်လိုက်ရင်မင်းညကတစ္ဆာဖောက်ခံရတဲ့ပုံရိပ်တွေခေါင်းထဲမှာပြန်ပေါ်လာတယ်မနှက်ပြန်ចောင်းသားတစ်ဆန်းသက်ပွဲပဲဂျန်ဟိုင်းမင်းအကိုကြီးကမင်းစီကနေအတိုးရင်တောင်းတာကိုအပြစ်မတင်တဲ့ဥပေါ့နောက်ဆုံးတော့စမ်းသက်ပွဲနေရောက်လာခဲ့ပြီးနိုင်ရုံထက်တန်းကျောင်းရဲ့စမ်းသက်ကွင်းတကားဝမှာကျောင်းသားတွေတိုးဝေနေကြတာကျောင်းသားတွေကသူတို့ခေါ်ယူထားတဲ့တားရဲတွေကိုနှိုင်းရှင်ပြီးတက်ကြွနေကြတဲ့အတွင်းထဲကတားရဲမိစ္ဆာတွေကအရန်ကြက်ကြုတ်တာမို့လူတိုင်းကစွမ်းအားကြီးတဲ့အဖွဲ့ဝင်တွေကိုလိုက်ရှာနေကြတာလူအများစုအတွက်တော့အဖွဲ့လိုက်သွားတာကအန္တရာယ်ကင်းဆုံးပဲကျွန်တော်ရောက်ချင်းပဲအကျွမ်းတဝင်ရှိလာတဲ့ပုံရိပ်တစ်ခုကိုလှမ်းမြင်လိုက်ရတဲ့ဂျန်ဟိုင်းကကောက်ချောင်းလှလှမိမလလေးတယောက်ကိုဖက်ပြီးတဟာရင်မောနေတာအဲ့ဒါသူ့ရဲ့စစ်ဆက်ထားသူလင်ရချင်းဝင်းနေချင်းပဲသူတို့ခေါင်းပုံမှာတော့အတူရငကားငွေကပင့်သက်ရှူရင်းဂုံယူဝင်ကြွားစွာပြန်တန်းနေတဲ့ကျောင်းသားတွေကလည်းသူတို့ကိုဝိုင်းအောင်ပြီးမျက်နှာလိုမျက်နှာရလုံနေကြတာပေါ့ဂျန်ဟိုင်းကြီးဟာမင်းကတော့လမ်းနဲ့ကွာအဖြစ်အစင်တကားကိုတောင်ခေါ်နိုင်တာဒီစမ်းသက်ပွဲရဲ့ပထမစုကတော့မင်းအတွက်ပဲအကိုကြီးကိုမကြီးဦးအဲ့ဒါအကိုမလားလူမိုက်တယောက်ကတကားဝါကကျွန်တော်ကိုလက်ညှိုးထိုးပြတယ်အကိုကအမိုက်မြေကျွတ်ပဲခေါ်နိုင်တာဆိုအခုဘယ်လိုလုပ်လိုက်ကြီးဖြစ်သွားတာလဲကျွန်တော်ခက်ပြုံးပြုံးပဲစောင့်ကြည့်နေပြီးကျွန်တော်ညီလေးကဒီကိစ္စကိုဘယ်လိုလင်ညာဦးမလဲဆိုတာစိတ်ဝင်စားနေမိတယ်ကျွန်တော်စိုက်ကြည့်နေတော့ဂျန်ဟိုင်းကနေရခက်တယ်လို့ဖြစ်လာတယ်လင်ညာချင်းကအရင်ဆုံးစကားပြောလာတယ်သူအဲ့ဒီမြေကျွတ်ကိုပြစ်လိုက်ပြီးထင်တယ်ခွေးတောင်မလို့ခြင်းတဲ့အမိုက်မျိုးကိုလေးပြီးတော့သူကဂျန်ဟိုင်းရဲ့အကိုမဟုတ်တာကြပြီးပါဆက်တွေပိတ်ထားစမ်းပါသူ့လိုမိုက်ကဒီယာတူးနဲ့မတန်ဘူးလို့ပြောပြီးဂျန်ဟိုင်းရဲ့ရင်ခွင်ထဲတိုးဝင်သွားတယ်ကျွန်တော်မရေပဲမနေနိုင်တော့ဘူးကျွန်တော်ညီကတော့တနာစရာကောင်းဟန်ဆောင်တဲ့နေရာမှာတကယ်ဆရာကြီးပဲကျွန်တော်ကဘယ်တော့မှမြေကျွတ်ခေါ်တဲ့လူရှုံးဖြစ်သွားလို့လေဒါပေမဲ့ကလဲစားချီဖို့အချိန်မတန်သေးဘူးစမ်းသက်ကွင်းထဲရောက်မှာပဲအကျွေးပြန်ဆက်ရမယ်ဂျန်ဟိုင်းကလင်ယာချင်းကိုဖက်ပြီးဟန်ကိုကိုနဲ့ရှောက်လာတယ်ဘာလို့အမိုက်လေးတကောင်ကိုခေါ်ပြီးဒီမှလာသေးတာလဲကျွန်တော်ခက်အေးအေးပဲရဲလိုက်ပြီးမင်းရဲ့တရုပ်ဆောင်ချက်တွေနဲ့တော့ရုပ်ရှင်လောကထဲမဝင်တာနှမျောစရာပဲကွာငါမင်းနဲ့စကားများဖို့လာတာမဟုတ်ဘူးနောက်ဆုံးအကြံတစ်ခုပဲပေးမယ်ခဏရက်ပြီးမထောက်မညတဲ့အကြည့်နဲ့ကြည့်လိုက်တယ်အမိုက်ကတော့အမိုက်ပဲသူတစ်ပါးရဲ့စွမ်းအားကိုလူယူထားရင်တော့မင်းရဲ့အတွင်းစိတ်ကဘာကောင်းလဲဆိုတာပြောင်းလဲသွားမှာမဟုတ်ဘူးလို့ပြောပြီးလှည့်ထွက်ခဲ့တယ်နောက်ကနေဂျန်ဟိုင်းရဲ့မျက်လုံးတွေထဲမှာတက်ဖြတ်ချင်တဲ့အရေးအယောင်တွေပေါ်လာတယ်။အသုံးမကျတဲ့ကောင်ကများစကားကြီးစကားကျယ်ပြောနေသေးတယ်။သူ့ကိုတင်ငန်းစာပေးရမယ်။သူကကျွန်တော်ချေရင်ကလက်ကိုလှမ်းကြည့်ပြီးအတူရငကားငွေအဲ့ဒီလက်ခုံကိုရိုက်ခွဲပစ်စမ်းလို့အမိတ်ပေးလိုက်တာနဲ့ငကားငွေကချက်ချင်းရှိကိုပြေးထွက်လာပြီးသူ့ရဲ့ခရမ်းရောင်မီးကိုဓာတ်တစင်းလိုဝေယန်းကလက်နဲ့ကြီးစီကိုရိုက်ချလိုက်တယ်။ပဝင်းကျင်ကလူတွေတီးတိုးပြောလာကြတယ်။တွားပြီး
ကိုကောင်ရဲ့သားရဲတော့ဒုက္ခိတဖြစ်ပြီးညီဖြစ်သူကအပိတ်ငကားရှိရင်အဲ့လိုပဲခံရမှာပဲသူတို့စိတ်ထဲမှာတော့ကျွန်တော်အချိန်မီတုံ့ပြန်နိုင်မှာမဟုတ်ဘူးလို့ထင်နေကြတာဒါပေမဲ့ငကားငွေရဲ့အမိကလက်ခုံပေါ်ကြောက်ရောက်ခံနေမှာပဲရေတိုင်း water shield တခုထွက်လာပြီးချက်ချင်းကာကွယ်လိုက်တယ်မဖြစ်နိုင်တာဘယ်လိုလုပ်ဒီလောက်မြန်မြန်တုံ့ပြန်နိုင်တာလဲပြီးတော့အဲ့ဒီလက်ကငကားရဲ့တိုက်ခိုက်မှုကိုတကယ်ကြီးတောက်ခံနိုင်တာလားလူအုပ်ကြီးကြတဲ့အံ့ဩတန်တွေထွက်လာပြီးဂျန်ဟိုင်းတောင်ကြောင်သွားတယ်မဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာကျွန်တော်ရဲ့ရေတန်တဲ့ကလူတိုင်းရဲ့နားထဲကိုပြန့်လွင့်သွားပြီးဂျန်ဟိုင်းကိုလောင်ပြုံးနဲ့ကြည့်လိုက်တယ်ငါရဲ့အမိုက်ညီလေးကတခုခုခိုးလုံမယ်ဆိုတာငါကြိုသိပြီးသားပါမင်းကအရင်စတာဆိုတော့ငါပြန်လောက်တာကိုလည်းအပြစ်မတင်နဲ့တော့ပေါ့ကျွန်တော်လိမ့်နဲ့ကြီးကိုပြန်တိုက်ဖို့ပြင်လိုက်တော့မှပဲစမ်းသက်ပွဲစတင်ကြောင်းခေါင်းလောင်းတန်မြည်လာခဲ့တဲ့ပတ်ဝန်းကျင်ကចောင်းသားတွေချက်ချင်းလူစုခွဲကုန်ကြတယ်ကျွန်တော်မျက်မှောင်ကုပ်ပြီးလိမ့်နဲ့ကြီးကိုတိုက်ခိုက်တာရပ်ဖို့လက်ပြလိုက်တဲ့ဂျန်ဟိုင်းကအခွင့်ကောင်းယူပြီးနေရာချင်းကိုဆွဲကစမ်းသက်ကွင်းတကားတဲ့ကိုပြေးဝင်သွားရင်နောက်လက်ကြီးကအထက်ရောက်ရင်တော့အမိုက်ကောင်မင်းဘလို့တင်မလဲဆိုတာငါစောင့်ကြည့်နေမယ်လို့လှမ်းអော်တယ်ကျွန်တော်နှာခေါင်းရှုံးလိုက်ပြီးလိမ့်နဲ့ကြီးနဲ့အတူတကားတဲ့ဝင်ခဲ့တယ်စမ်းသက်ကွင်းနဲ့ရောက်တော့ထူထပ်တဲ့တောအုပ်ကြီးတစ်ခုလည်းရောက်နေတာတမက audience ရဲ့ drone တွေကအခြေအနေကိုထိန်းချုပ်ဖို့အပေါ်ကနေစကန်ဖက်နေကြတယ်စီးမြင့်အရာတားရဲမိစ္ဆာတွေကိုတက်ပြီးအမတ်ယူရမှာဖြစ်ပြီးတမကတစ်ခုလုံးရဲ့ထိပ်သီးတစ်ထောင်နဲ့ဝင်အောင်စူးစမ်းရမှာအချိန်ကိုကြည့်လိုက်တော့စမ်းသက်ပွဲပြီးဖို့3နာရီပဲလိုတော့တယ်မြန်မြန်လှုပ်ရှားမှဖြစ်မယ်ရှင်ဘောချွန်ဘဲလ်ဒီတစ်ခါတော့ငါတို့ပထမဆုယူကြမယ်ရှင်ဘောဆိုတာကတော့လိမ့်နဲ့ကြီးရဲ့အမီရင်းကိုဖုံးကွယ်ဖို့ကျွန်တော်ပေးထားတဲ့နာမည်ပြောင်းမဲ့ရှင်ဘောကမျက်လုံးထဲမှာပြတ်သားတဲ့အရေးရောင်တွေနဲ့အားရပါရခေါင်းရင်းပြတယ်ပြီးတော့အဲ့ဒီကောင်ကိုလည်းတင်ငန်းစာကောင်းကောင်းပေးရမယ်ကျွန်တော်ရှင်ဘောရဲ့ခေါင်းကိုပုတ်ပြီးတွန်းလက်ထဲကိုပို့တိုးဝင်ခဲ့တယ်မကြခင်မှာပဲကျွန်တော်တို့ရဲ့ပထမဆုံးတားရဲမိစ္ဆာနဲ့တွေ့ရတယ်အလျား2မီတာရှိပြီးငွေပြားရောင်အမွှေးမြင်တွေနဲ့သွားရီကြားထဲမှာလျှက်စီးတွေလက်နေတဲ့ဝင်ပလွေကြီးပဲအမီလျှက်စီးသွားဝင်ပလွေ Thunderfang Wolf အဆင့် Bronze State နဲ့ပထမဆုံးတားရဲကနေအဆင့်2ဖြစ်နေပြီးထို့အပြင်လျှက်စီးစွမ်းရည်ဖြစ်နေသေးတယ်လူများစုအတွက်တော့ဒါကအတိတ်နမိတ်မကောင်းဘူးအမတစ်ခုလုံးမိတာနဲ့အသက်ပြောင်းနိုင်တယ်ဒါပေမဲ့ကျွန်တော်အကြည့်တွေကတည်ငြိမ်နေတော့မဲရှင်ပေါ့ခြာဆန်းလိမ့်နဲ့ကြောက်စိမ့်နိုင်ကုန်းမှုဂျေတကူ3ရှင်ဘောကစင်ကဲပြောင်းလဲပြီးကလေးကတိုက်ခိုက်ချင်စောတွေပြင်းပြနေတာကျွန်တော်အမိတ်လည်းရရောသူ့ပက်ပက်လည်းမှာလက်ပြရောင်ရေလိုင်းတွေဖြာထွက်လာပြီးရှေ့ကိုခုံအုပ်လိုက်တဲ့ရေတိုင်းကဝင်ပူတွေရဲ့လျှက်စီးတိုက်ခဲမှုကိုအလွယ်တကူကာကွယ်လိုက်ရုံတင်မကပဲသူ့သွားနှစ်ချောင်းကိုပါကျိုးသွားစေခဲ့တဲ့ဝင်ပလွေကြီးနောက်လွင်သွားပြီးတစ်ပင်ကိုသွားဆောင်မိတယ်ကဲနင်းကဲမြူခိုဝနထူနိုမက်သုံးဆန်းရှင်ဘောကပစက်ကိုဖွင့်ပြီးစမ်းကျဲတဲ့ပြလဲလဲမြူခိုတွေကိုမှုတ်ထုတ်လိုက်တဲ့ဝင်ပလွေကြီးရှောင်းတိန်မှုအချိန်မရလိုက်ပဲမြူခိုတွေကြားတဲ့ပြက်ကွယ်သွားခဲ့တယ်မကြခင်မှာပဲစူးစူဝါဝါအော်ဟစ်တန်ကြီးထွက်လာပြီးမြူခိုတွေကျဲပါသွားတဲ့အခါကျမ်းပြင်ပေါ်မှာဖြူဆွနေတဲ့ဝင်ပလွေအယိုးစုကြီးပဲကျန်တော့တယ်အယိုးတွေထဲကနေအလင်းလုံးတစ်ခုထွက်လာပြီးရှင်ဘောရဲ့ခန္ဓာကိုယ်ထဲဝင်သွားခဲ့တယ်ရှင်ဘောရဲ့အရှိန်အဝါပြောင်းလဲသွားတာကိုကျွန်တော်ခံစားလိုက်ရတယ်နောက်ထပ်အဆင့်2တာရဲ့တကောင်ထပ်တက်ရင်ရှင်ဘောလည်းအဆင့်2ကိုရောက်တော့မယ်ကျွန်တော်ကိုအံ့ဩစေတာကသူကမိမိထက်အဆင့်မြင့်တဲ့ဝင်ပလွေကိုတစ်ချက်တည်းနဲ့အပြည့်ရှင်းနိုင်ခဲ့တာပဲရှင်ဘောမင်းကတော့အလန်းစားပဲကွာကျွန်တော်သူ့ကိုဖတ်ဖို့ထိုင်ချလိုက်ပေမဲ့သူငိုနေတာကိုသတိထားမိသွားတယ်ဟုတ်တာပဲသူစိတ်လှုပ်ရှားလုံးလို့ဖြစ်မှာတောင်းတရဲခမ်းမရဲ့မှောင်မဲနေတဲ့မြေအောက်ထပ်မှာအချိန်ကြာကြီးနှိမ်ချဆက်ဆံခံခဲ့ရတာကိုအခုတော့သူတောက်ပောက်ခွင့်ရပြီလေစိတ်ခံစားချက်တွေအကြီးအကျယ်ပောက်ကွဲထွက်လာတာပေါ့ကျွန်တော်သူ့ကောင်းကိုအသားရပုတ်တက်ပြီးရင်နောက်ကိုမင်းဒီလိုမျိုးတွေထပ်မခံစားရစေရဘူးတနေ့ကျရင်မင်းတို့နှစ်ယောက်လုံးကဘာပေါ်မှာအတန်မာဆုံးသားရဲတွေဖြစ်လာမှာပါလို့တူတူလေးပြောလိုက်တဲ့လိမ့်နဲ့မြွေလေးကခေါင်းကိုအားရပါရညှင်းပြပြီးကျွန်တော်ကိုအသက်နဲ့လဲပြီးကာကွယ်မယ်လို့တစ္ဆာဆိုကြပြန်တယ်ရှင်ဘောစိတ်ကြည်ငြိမ်သွားတော့ကျွန်တော်တို့ထပ်ပြီးအမဲလိုက်ကြတယ်ပို့ပြီးတန်မာတဲ့တာရဲမိစ္ဆာတွေကိုပဲရည်ရွယ်ချက်ရှိရှိလိုက်ရှာခဲ့တာမိနစ်30ကျော်ကြာတော့ဒုတိယမြောက်တာရဲကိုတွေ့ရတယ်အဲ့ဒါ Brown State နှစ်ရှိတဲ့အစိမ့်မီကီမီကောက် Poison Tail Scorpion ပဲအစိတ်ရှိတဲ့ရှင်ဘောအတွက်တော့ဘာမှမဟုတ်ဘူးနင်းခဲမြူကိုကကီမီကောက်ကိုဝါမျိုးသွားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲအယိုးစုအဖြစ်ပြောင်းလဲသွားခဲ့တယ်နောက်ထပ်စွမ်းရည်လုံးတစ်ခုထွက်လာပြီးရှင်ဘောရဲ့နဖူးထဲဝင်သွားတာနဲ့ရှင်ဘောက Brown State နှစ်ကိုချက်ချင်းရောက်သွားခဲ့တယ်ကျွန်တော်မအောင်ပွဲခံနိုင်ခင်မှာပဲစိတ်ဆွမ်းအားလှိုင်းတစ်ခုကကျွန်တော်အသိစိတ်ထဲကိုရက်ခတ်လာပြီးကျွန်တော်ရဲ့စွမ်းရည်အဆင့်ကလည်း Brown State နှစ်ကိုချိုးဖျက်ရောက်ရှိသွားခဲ့တယ်တာရဲရင်ပါရှင်ရဲ့အဆင့်ကမိမိတာရဲရဲ့အဆင့်တိုင်းလိုက်ပါတိုးတက်တာလေးစိတ်ဆွမ်းအားမြင်မာလာတာနဲ့အမျှနောက်ပိုင်းမှာတာရဲတွေပို့ပြီးစာချုပ်ချုပ်နိုင်မှာဖြစ်တယ်ကျွန်တော်ပြုံးပြပြီးရှင်ဘောရဲ့ခေါင်းကိုပုတ်တက်ပေးလိုက်တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်နဲ့ရှင်ဘောကတောအုပ်တစ်ခုလုံးကိုမှွေနှောက်ပြီးအဆင့်မြင့်တာရဲတွေကိုလိုက်တက်တော့တာပဲကျုံတမြတာရဲမှန်တမြအကုန်ပြည့်ရှင်းခဲ့လို့ကျွန်တော်ရဲ့ရမှတ်တွေကဒုံးပြန်လို့ထိုးတက်သွားခဲ့တယ်တစ်ဖက်မှာတော့နန်းရုံအထက်တန်းကျောင်းရဲ့စောင့်ကြည့်ရေးအခန်းထဲမှာဆရာဝူယန်ကစောင့်ကြည့်ကင်မရာမှတ်တမ်းတွေကိုတမကဌာနချုပ်စီပို့နေတော့ကျောင်းအုပ်ကြီးယူယောင် principal ရောင်းရောက်လာခဲ့တဲ့ကျောင်းအုပ်ကြီးကဇရာပုတ်ကြီးကိုစိုက်ကြည့်ရင်ဒီနေ့ငါတို့ကျောင်းသားဘယ်နှယောက်ထိပ်တီးတစ်ထောင်နဲ့ဝင်လဲလို့မေးတယ်ဝူယန်ကခေါင်းခါပြပြီးဒီနေ့ကျောင်းသားတွေကမနစ်ကထက်ညက်တယ်ခင်ဗျာဇရာပေါ်မှာ3ယောက်ပဲရှိတယ်လို့ပြောတယ်ကျောင်းအုပ်ကြီးကတက်ပြင်းချလိုက်ပြီးဝူယန်ကဆက်ပြောတယ်ပြီးတော့အပိတ်ငကားရှိတဲ့ဂျန်ဟိုင်းကပဲရမရကျော်နဲ့အဆင့်200နားကိုကတ်နိုင်တာကျန်တဲ့2ယောက်ကတော့အဆင့်800ကျော်မှာပိတ်မိနေတယ်တဲ့ကျောင်းကြီးကခေါင်းခါပြန်တယ်ဒီနေ့တမကတစ်ခုလုံးအခြေအနေမကောင်းဘူးရမတ်ရကြော်တဲ့သူ200တော့မပြည့်ဘူးဒီအတိုင်းဆိုရင်ငါတို့စူကူဘတ်မျိုးနွယ်စုစကပ်ဘတ်ကလန်ကိုဒီနေ့လဲရှုံးဦးမှာပဲဝူယန်လဲတပြင်းချလိုက်ပြီးဗီဒီယိုမှတ်တမ်းတွေကိုဆက်ပြီးစစ်ဖို့လှည့်ထွက်မှာပဲဇေယျရဲ့အောက်ဆုံးမှာနာမည်အသစ်တစ်ခုဖတ်ခနဲပေါ်လာတယ်နန်းယုံထက်တန်းကျောင်းဂျန်လင်ဂျန်ဝင်ဝူယန်ကကျောင်းကြီးကိုလှမ်းပြောဖို့ပြင်လိုက်တော့မှာပဲအဲ့ဒီနာမည်ကဒုံးပြန်လူမျိုးအပေါ်ကိုထိုးတက်သွားတာတွေ့လိုက်ရတယ်မျက်စိတမိတ်တွင်းမှာတဲ့အဆင့်900ကိုရောက်သွားခဲ့တဲ့ကျောင်းကြီးဟိုမှာကြည့်ပါဦးထွက်ခွာဖို့ပြင်နေတဲ့ကျောင်းကြီးကချက်ချင်းလှည့်ကြည့်လိုက်တဲ့ခဏလေးတွင်းမှာပဲကျွန်တော်နာမည်ကအဆင့်100တဲကိုထိုးဖောက်ဝင်ရောက်သွားခဲ့ပြီးရမတ်တွေကလည်း YouTube မတက်ဆက်တက်နေတာ2000ကိုကျုပ်ဖြတ်သွားခဲ့တဲ့ကျောင်းကြီးရဲ့မျက်မှောင်တွေကျုံသွားပြီးသူ့ရမတ်ကဘာလို့ဒီလောက်မြင်မြင်တက်နေရတာလဲလို့မေးတယ်ဝူယန်ရဲ့ပထမဆုံးအတွေးကစနစ်ချိုရင်းချက် glitch ဖြစ်မယ်လို့ထင်တာပြပိတ်သားရဲ့ရှိတဲ့ဂျန်ဟိုင်းတောင်1000ကျော်ပဲရှိတာကိုဂျန်လင်ကဘယ်လိုလုပ်မိနစ်ပိုင်းတွင်မှာအဲ့ဒီထက်2ဆကျော်ရသွားတာလေသူကအချက်လက်တွေကိုအသေးအတန်ပြန်စစ်ဆေးပြီးတမကဌာနချုပ်စီပါတိုင်ကြားခဲ့ပေမဲ့အားလုံးကပုံမှန်ပဲဘာမှမရှိဘူးလို့အကြောင်းပြန်လာတယ်
ကျောင်းကြီးကတော့တင်းငယ်အောင်နေပေမဲ့မပြုံးပဲမနေနိုင်တော့ဘူးထိုအချိန်တွင်ကျွန်တော်ရမက်က3000ကျော်သွားပြီးတမကရဲ့ထိပ်သီး10ရောက်စရင်နဲ့ဝင်သွားခဲ့ပြီးပထမနေရာကလူနဲ့600မှတ်ပဲလို့တော့ပြီးတနုံးကလည်းရှုံးမသွားဘူးသူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုချက်ချင်းဖွင့်ဆန်းကျောင်းကြီးကအမိန့်ပေးလိုက်ပြီးငါမှတ်မိတလို့ဆိုရင်ဒါကကြံဟိုင်းရဲ့အကူကြီးပဲသူကတာမန်အဆင့်မြေကျွတ်ပဲခေါ်နိုင်တာလို့ကြားထားတာလို့ပြောတယ်